မရှိကနာဘဝပုံဆောင်ဖြစ်တရားအစဆုံးပြန်မြည်တာကြွေလွယ်ပွင့်လွယ်ပန်းတို့ပမာလူဘဝဧည့်သည်တွေအတိတ်မှာဖြူထားအကောင်းစုကံကြမ္မာရှောင်းခွာတိတ်ဖဲပြေးမလွတ်နိုင်ဖြူသမျှကံပဲစေးရရှမ်းသာမညီလူအလုံးအစင်နှံခွဲချပြန်နေသူငါအစွဲတွေမထားကြနဲ့အတ္တစိတ်တွေဖဲတရားဒေသနာများနှလုံးသွင်းနိုင်ရင်တဏှာဆက်ရလန်းကောင်းမြေတွေ့ရမည်ကသင်္ခါရတရားနဲ့ရှုမြင်ပွင့်စေပန်းနွမ်းကြွေသွားပုံတွေကြည်တဲ့ဘောမမြဲခြင်းတရားနာစတပါသောမိတွေလွရကုန်ဘသူပြေလို့လွတ်နိုင်မှတလေအလဲချရောက်လာမယ်တွေ့ဆုံကြုံပြီး꿰ဖို့ကကြမှာဘယ်အချိန်ရောက်လာမလဲမသိနိုင်အသိနဲ့တတိကိုချင်းအမမှန်ဝေခွဲတကြပေမယ်တခါတလေမှားခဲ့ဘူးကြမယ်ခဏလေးအချိန်မှာမရှိကနာဘဝပုံဆောင်ဖြစ်တရားအစဆုံးပြန်မြည်တာကြွေလွယ်ပွင့်လွယ်ပန်းတို့ပမာလူဘဝဧည့်သည်တွေအတိတ်မှာဖြူထားအကောင်းစုကံကြမ္မာရှောင်းခွာတိတ်ဖဲပြေးမလွတ်နိုင်ဖြူသမျှကံပဲစေးရရှမ်းသာမညီလူအလုံးအစင်နှံခွဲချပြန်နေသူငါအစွဲတွေမထားကြနဲ့အတ္တစိတ်တွေဖဲတရားဒေသနာများနှလုံးသွင်းနိုင်ရင်တဏှာဆက်ရလန်းကောင်းမြေတွေ့ရမည်ကသင်္ခါရတရားနဲ့ရှုမြင်ပွင့်စေပန်းနွမ်းကြွေသွားပုံတွေကြည်တဲ့ဘောမမြဲခြင်းတရားနာစတပါသောမိတွေလွရကုန်ဘသူပြေလို့လွတ်နိုင်မှတလေအလဲချရောက်လာမယ်တွေ့ဆုံကြုံပြီး꿰ဖို့ကကြမှာဘယ်အချိန်ရောက်လာမလဲမသိနိုင်ရှုံးဝိထုတွေခေတနောက်ကိုငွေချေးအစွဲမကြည့်စေခြင်းအလူဒါနတွေပြုခဲ့ပါခဏလေးအချိန်မှာ